Hello အားလုံးပဲမင်္ဂလာပါအခုလာတယ်လို့ကျွန်တော်ဒီ solar ဈေးကွက်ကအကြာပိုင်းကိုဇောက်ထိုးဆင်းပြီးတော့ကိုငိမ့်နေပါတယ်ဆိုတော့じゃဒီနေ့ကျွန်တော် solar panel လေးတွေရောင်းပေးပါမယ်ဘာဘရန်လဲဆိုရင်တော့ကျွန်တော်တို့နိုင်ငံမှာအယောင်းရဆုံးလူကြိုက်အများဆုံး popular အဖြစ်ဆုံးလို့ပြောရမယ်ဒါ Jingo brand ပဲဖြစ်ပါတယ်ဆိုတော့အခုရောင်းပေးမှာကတော့ဒါ Jingo ရဲ့ Android monofacial 990 watt တွေပဲဖြစ်ပါတယ်ဆိုတော့じゃဘာလို့990 watt ကိုမှ monofacial လဲဘာကြောင့်ရွေးတင်တာလဲဆိုတာပါကျွန်တော်တခါတည်းပြောပြပါမယ်ပထမဆုံးတစ်ချက်အနေနဲ့ဒီ monofacial တွေက bifacial တွေနဲ့ရှင်းမယ်ဆိုရင်ဒါပို့ပြီးတော့ line ပဲဖြစ်ပြီးတော့ဒါကျွေးပဲဖြစ်ပါတယ်ဆိုတော့ဒီ monofacial တွေကဒါတနေရာနဲ့တနေရာတဲမယ်ဆိုရင်တောင်မှဒါ weight အလေးချိန်ရပို့ပြီးတော့ပေါ့တဲ့ဒါတဲရတာပို့ပြီးတော့လွယ်ကူတယ်အဲ့ဒါအပြင်ကိုမှဒါမျက်နှာပြင်ကလည်းတစ်ဖက်တည်းဆိုတော့じゃပို့ပြီးတော့အကျန်းခံတယ်နောက်တစ်ချက်ကတော့ဒါသူ့ရဲ့ဒါ watt တန်းပေါ့ဒီဈေးကွက်ထဲမှာ solar panel တွေရဲ့ဒါအောက်ပို့ power ကတော်တော်များများအထိထွက်ထားကြပြီကျွန်တော်ဒီ Jingo brand တွေကဆိုရင်လည်းဒါသူ905 watt အထိထုတ်ထားပြီးပြီဒါပေမဲ့အခုလက်တလောအထိကတော့ဒီဈေးကွက်ထဲမှာရှိတဲ့ inverter တွေရဲ့ PV input voltage နဲ့ input power ကဒီ990 watt ဝန်းကျင်တန်း solar တွေနဲ့ဒါအခိုက်အကြီးဆုံးဖြစ်နေတာကိုတွေ့ရပါတယ်အခုနောက်ဆုံးအချက်ကတော့ဒါအရေးအကြီးဆုံးပဲဘာလဲဆိုရင်မိတ်ဆွေရဲ့နေမှာဒါအခုလက်တလောဒါ solar 6 6လောက်တက်ထားတယ်ဒါပေမဲ့နောက်ပိုင်းမှာ solar panel ထပ်တိုးတော့မယ်ဆိုရင်ဒါထပ်တိုးမဲ့ solar panel ကဒါ brand တူဖို့ရလိုတယ်အဲ့ဒါအပြင်ကိုမှဒီထပ်တိုးမဲ့ solar panel ရဲ့ဒါအောက်ပိုဝက်ကအရင်တက်ထားတဲ့ solar panel နဲ့ဒါအနီးဆက်ဆုံးတူညီဖို့ရလဲလိုသေးတယ်အဲ့ဒီအတွက်ကဒီ Jingo brand ကဒါရွေးချယ်ဖို့ရအတင်ဆုံးပဲဖြစ်ပါတယ်ဘာလို့လဲဆိုရင်အခုဈေးကွက်ထဲမှာရှိတဲ့ဒါ solar အယောင်းဆိုင်100မှာ99ဆိုင်လောက်ကဒီ Jingo brand နဲ့ကင်းတဲ့ Jingo brand နဲ့လွတ်တဲ့ဆိုင်ဆိုတာကမရှိဘူးဒီနောက်မှာဒါအရေးကြီး solar ထပ်တိုးမဲ့ဘာညာပြုလုပ်မယ်ဆိုရင်တော့မှဒီ Jingo ရဲ့ဒီ990 watt ဝန်းကျင်တန်း solar ကရှားပြူရတာလွယ်တယ်အဲ့ဒီအတွက်ကြောင့်ပဲဒါရွေးချယ်တင်နေတာ solar ပဲဖြစ်ပါတယ်အရင်တုန်းကတော့ page မှာဒီလို solar panel အယောင်း post ဆိုပြီးတော့ဒါတိတက်ဒါဗီဒီယိုရိုက်ပြီးတော့ကျွန်တော်မတင်ပေးဘူးဒါအခုကဒါပထမဆုံးအပုတ်ဖြစ်တယ်ပေါ့ဘာလို့တင်ပေးဖြစ်လဲဆိုရင်တော့ဒါ solar တွေဈေးကြတော့ကိုယ့်ရဲ့ဒါ customer တွေမိတ်ဆွေတို့ကိုဒါရစေချင်တဲ့စေတနာကြောင့်ဒီလိုလေးဒါတေချာလေးပြောပြပြီးတော့အယောင် post တင်ပေးခြင်းပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စီမှာဒီ Jingo ရဲ့ Android monofacial 990 watt solar panel တစ်ချက်ကိုကျွန်တော်တို့ဒါ4သိန်းခွဲကျော်ဈေးလေးနဲ့ရပါမယ်ဒါကမှမိတ်ဆွေကဒါပတ်လက်လိုက်ဝယ်ယူမဲ့ဒါ customer တွေဆိုတော့ reseller သမားတွေ installer သမားတွေဆိုရင်လည်းကျွန်တော်တို့ဒါအထူးတည်တံ့သေးရှိပါသေးတယ်အခုပြောပြသွားတဲ့ဒီဈေးနှုန်းကတော့ဒါကြိုးချီထားလို့မရဘဲနဲ့အချိန်နဲ့အမျှအပြောင်းလဲရှိနေတာမို့လို့ဒါလိုအပ်လို့ရှိရင်ဒါအမြန်ဆုံးဆိုင်ကိုလာရောက်ပြီးတော့ဝယ်ဖို့ရမိတ်ဆွေတို့ကိုဖိတ်ခေါ်ပါတယ်ဆိုတော့အခုအချိန်ကဗျာဒါ solar ဝယ်မယ်စိတ်ကူးနေတဲ့မိတ်ဆွေတွေ customer တွေဒါဝယ်တဲ့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်ဒါကမှဒါဈေးချူတာဈေးတန်တာ service ကောင်းတာပါဒါထပ်ပေါင်းပြီးတော့လိုချင်ရင်တော့ကျွန်တော်တို့ Greenland Solar မှာဝယ်ဖို့ဒါ recommend ပေးပါတယ်ဆိုတော့အားလုံးကိုစောင့်နေပါတယ်ကျွန်တော်တို့ Greenland Solar မှာကတော့ solar တစ်မျိုးတည်းနဲ့မဟုတ်ဘဲနဲ့ solar နဲ့ပတ်သက်တဲ့ဒါ inverter တွေ battery တွေဒါရေပတ်နေအထိပါဒါမျိုးစုံကိုဒါတနေရာထဲမှာဝယ်ရရှိနိုင်မှာပဲဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျွန်တော်ဟိန်းထပ်ပါ